slow up, no I don't take shit. I got no love for the fakeness. If you wanna play tough and wanna hate this, I'll always show ပြန်ပွဲတော့14နေ့စမှာ14နေ့ကနေကိုတို့ပါပေါ့22မှာ3ရက်နေ့ကြည့်ပါဟိုဒါဟိုမလေးရှားနိုင်ငံမှာပမဖလာဝက်ကတ်ဘတ်တကရွန်2026ပြန်ပွဲပေါ့နိုင်ငံ14နိုင်ငံပါပါမယ်event ကတော့ event 3မျိုးပါ event 3မျိုးကတော့ကျွန်တော်တို့ဒီရိုးရကူပေါ့နော်ရကူရဲ့3ယောက်တွဲရကူရဲ့3ယောက်တွဲတင်းရဲ့4ယောက်တွဲပေါ့ကာဒရန်ရဲ့3မျိုးကိုကျွန်တော်ကလာသမား12ယောက်2ယောက်နဲ့ဒီပြ2ယောက်နဲ့အုပ်ချုပ်တယောက်သူက15ဦးအပြိုင်မှာဖြစ်ပါတယ်ဒီမလေးရှားနိုင်ငံရဲ့ပြိုင်ပွဲကျင်းပရေးကော်မတီပေါ့နော်သူရဲ့ဟိုဒီကလောက်တာပေါ့ဒီကလောက်တာဖြစ်တဲ့အတွက်သူတို့သတ်မှတ်ထားတဲ့ event ပေါ့သူတို့ဒီဟိုပေါ့ယောက်ျားလေးပွဲပဲသတ်မှတ်တဲ့အတွက်ကိုတို့ကသူတို့သတ်မှတ်တဲ့ event တိုင်းပဲသွားပြန်ရတာဖြစ်ပါတယ်စုကတော့အကုန်လုံးဒီ4ယောက်တွဲဆိုရင်တော့ဟိုတရုတ်ပြည်နဲ့နော်ဒါမှအုပ်စုလေးတာအကုန်လုံးတက်မှာပါကျွန်တော်ကွာတာကြရင်တော့အသင်းတွေကတော့ဒီမလေးအေရှင်မလေးရှားထိုင်းလိုအသင်းမျိုးတွေနဲ့ကစားမှာဖြစ်တဲ့အတွက်ဒါဟိုအဆင်ပြေမှာပါဟိုတို့ကျွန်တော်ဘက်ကအများကြီးပြင်ဆင်ထားပါတယ်ဟို player စုသိရဖို့လည်းအများကြီးမျှော်လင့်ထားပါတယ်အများကြီးမျှော်လင့်ထားပါတယ် event 3ခုလုံးကိုတော့ကာလာဝင်ဖို့ပထမအဆင့်အနေနဲ့မျှော်လင့်ထားပါတယ်အဲ့ထဲမှာမှဟိုဒီ၄ယောက်တွဲဟိုပေါ့စုသိရဖို့မျှော်လင့်ထားပါတယ်Make a statement. I'm gonna learn the consequence of being incompetent. Mental health is confidence, dreams into modestness. I'm not here to save the day, that's for you to take away. I could play a million. ပြန်ဝင်လာတော့ရေးကြည့်ပါကျွန်တော်ပြင်မလား Not illogical, so it's topical. ပုံမှန်ပြည်ပြန်ဟိုတတ်မှတ်ထားတာစီဂိမ်းနဲ့အချက်ကတော့ဂိမ်းမွေးလို့တတ်မှတ်ထားတာပါနော်ဒါပေမဲ့ကျွန်တော်ကဂိမ်းမွေးကြီးမဟုတ်လေဒါဝေါကတ်ကြီးကြတော့ဘာပွဲဖြစ်ရောဗျာကျွန်တော်ကနိုင်ငံတကာပွဲဖြစ်ဆိုတာနဲ့ကျွန်တော်ကဒါအကောင်းဆုံးကြိုးစားမှာကျွန်တော်တို့ခုကတင်းရတော့အကုန်လုံးပြန်မယ်နော်မျိုးသားတုံးရတယ်တင်းလိုက်ကတော့အကုန်လုံးကစားပေးရတယ်ကျန်တဲ့ကစားမှကျတော့သူကကစားသမားတရားဝင်မျိုးကစားလို့ရတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ကတော့တင်းလိုက်ရဲကွာတယ်ပေါ့နော်ဒါလည်းမျိုးသားလေးရောက်တယ်ဝင်ရမှာဖြစ်ပါပြန်မဲ့တွေကတော့အခုကတော့အကုန်လုံးကောင်းကြတယ်ဒီမှာထားရင်မလေးလို့မဟုတ်ဘူးကျွန်တော်တို့နိုင်ငံတွေကလည်းအကုန်ကောင်းကြတယ်ဆိုတော့အကုန်လုံးတော့ကိုဒါပြန်မဲ့တွေတော့အကုန်လုံးဒါအကောင်းဆုံးဖြစ်တာတော့ဟုတ်ကဲ့ပါကျွန်တော်တို့ရှေ့စီအောင်ပါနော်အကောင်းဆုံးဖြစ်တာပြီးတော့ပြန်လာရပါမယ်အတူတူပါ